ရေတောင်ချိုးကျင်တယ်မှဲ့တဲ့ဟာမှဲ့နေဒါတွေကမမှဲ့သေးဒွင်းသီးကလေထိုးတဲ့ဒွင်းသီးမစားဘူးကြွေမစားတာပေါ့နော်အဲ့ဒါမှအလုံးဝမင်္ဂလာပါဒီနေ့ကတော့ဖြိုးတို့တောထဲမှာစမ်းချောင်းတွေလည်းပေါက်ပြီဆိုတော့လေစမ်းချောင်းစီအလဲသွားမို့ပါလိုက်ခဲ့ကြပါအောင်နော်ဝါစမ်းချောင်းတွေရေတွေကောင်းနေရောပဲဖြိုးတို့တစ်ခါတော့ကလေဒီမှာဓာတ်ပုံလေးရိုက်တယ်ဟောဆိုလို့ရှိရင်ရေတစ်စမ်းမှမရှိသေးလားဟာအေးနေရောပဲရေတောင်ချိုးကျင်တယ်အေးချမ်းနေရောခဏနားလိုက်အောင်ဟင်းစရာအေးဝါလာပဲစမ်းချောင်းမှာဓာတ်ပုံရိုက်အရန်လှလို့ဖြိုးလို့ဆိုရင်ဒီချိန်ဆိုဒါဓာတ်ပုံလည်းရိုက်ပြီပေါ့နော်ရေတွေအများကြီးဆိုတော့လေအေးနေရပဲစမ်းရည်လေးကဲဓာတ်ပုံတွေလည်းအဝါရိုက်ပြီဆိုတော့ဆက်သွားလိုက်ပါဦးမယ်ဟဲ့ဟိုမှာရင်ငန်းသီးတွေတွေ့ဘူးလားဖြိုးလို့စီမှာရင်ငန်းသီးဆိုအခုလိုဒီလိုသီးတာမိုက်နေရောပဲကဲမှဲ့တဲ့ဟာမှဲ့နေဒါတွေကမမှဲ့သေးဒီရင်ငန်းသီးကဖြိုးလို့မွန်ပြည်နယ်ဘက်မှာပို့ပြီးတော့များတယ်သိလားလို့ရှိရင်လေအချိုသီးလည်းရှိရအချင်သီးလည်းရှိရပေါ့နော်ဒါကတော့အချင်သီးမလို့ဖြိုးမစားတော့ပါဘူးကဲဆက်သွားလိုက်အောင်မနော်ဝါဒါမင်းကွတ်တီတွေမင်းကွတ်တီကတော့မမှဲ့သေးအစိမ်းနေပြီပဲဒါလက်ဖက်သိလားရှမ်းပြည်နယ်လက်ဖက်6ပင်ကဲဖြိုးရတာစမ်းချောင်းပေးကနေဖြတ်လာခဲ့တာပေါ့နော်စမ်းချောင်းပေးမှာဟိုမှာဒွင်းပင်လည်းရှိရဒွင်းသီးတွေအများကြီးပဲတလုံးမှမကြွေသေးဘူးစားကျင်ကြကြီးဖြိုးလို့စီမှာကျတော့ဒွင်းသီးကလေထိုးတဲ့ဒွင်းသီးမစားဘူးကြွေမစားတာပေါ့နော်အဲ့ဒါမှအရသာပိုကောင်းတယ်သိလားအရှင်းမှာမှဲ့လာမလဲမင်းကိုဒီလုံးမှဲ့တယ်လို့ပဲဒီလုံးရမှဲ့တယ်လို့ပဲကြည်ရမှဲ့ဦးကြီးပဲဒီယူနေယူတယ်ဝါယိုပင်ခူးခဲ့တာလားဒီခုခဲ့တယ်ဒီဝါယိုတွေကလေဖြိုးတို့ဘက်မှာဆိုဟင်းကားချက်တောက်ကြတာပေါ့နော်ကဲအခုတော့ဖြိုးတို့ဆက်သွားလိုက်ပါအောင်မယ်နောက်မှပြန်တွေ့ကြမယ်နော်တဒါ